ဟာဒီနေ့ကတော့ share ပဲ diamond တွေအများကြီးပဲbro ဒီမှာတွေ့တာဒီကောင်လေးကဘာလေးလဲမသိဘူးကျွန်တော် upgrade အသစ်ကြောင့်ထင်တယ်ဒီကောင်လေးကထားလိုက်ပါလေကျွန်တော် diamond ပဲဆက်တူးကြအောင် yeah ဒီနေ့ကကျွန်တော် diamond တော်တော်တွေ့ရဗျာ diamond တွေတူးတာပြီးတော့ထားလိုက်ပါဒီကောင်လေးတွေကတော့ဘာလေးဘာလဲမသိဘူးကျွန်တော်ဆက်ပဲတူးအောင်ဒီမှာ diamond တွေထပ်တွေ့ပြန်ပြီရတူးလိုက်ကြအောင်တုံး3လုံး4တုံး5တုံးdiamond တော်တော်များဝေးဟာငါဘာဖြစ်သွားလဲဒါနဲ့ငါ့ကိုအခုဘယ်ရောက်နေတာခေတ်ထဲမှာငါမိုင်းနေရမဟုတ်ဘူးလားဟိုနေပါဦးငါ့ရဲ့ PC ရောခဏလေးဟိုမှာစောင်းလေးတအုပ်ပါလားတစ်ချက်တော့သွားဖွင့်ကြည့်လိုက်အောင်မစောင်းနာမည်ကြီးကလည်းဘလူးကြီးလဲကွာခဏလေးဒီစောင်းကိုငါဖွင့်ကြည့်မှရမယ်ထင်တယ်ဘာရေးထားလဲတော့မသိဘူး Should her be trident were you spark in here or were you die from I know မဟုတ်ဘာလို့ငါရွေးချယ်ခံလိုက်ရတာငါ့ကိုဘာပြောချင်တာလဲမင်းဒီနေရာမှာအသက်ရှင်နိုင်မလားဒါမှမဟုတ်တည်မလားမင်းမဟုတ်လေငါ့ကိုဘာပြောချင်တာလဲအစားတော့ကျွန်တော်တယောက်တည်းဒီမှာရှိခဲ့လို့ထင်ခဲ့ရဒါပေမဲ့ကြောက်လို့ပဲရွေးချယ်ခံထားတဲ့သူတွေကဒီကဘာတွေကိုကြောင်းနေကြပါဒါပေမဲ့ကျွန်တော်ကအဲ့အချိန်ထိတော့ကျုပ်ဘလူနေထိုင်ခဲ့တယ်ဆိုတာမသိခဲ့ကြပါ